ဒီနေ့မှာတော့မိကပေါ့ပပ relationship တွေအကြောင်းကိုမိပြောပြပေးချင်ပါတယ်ဘယ်လို relationship တွေလဲဆိုတာကကိုယ့်ရဲ့ချစ်သူရှိစား partner relationship လည်းဖြစ်တယ်လို့မျိုးမိတ်ဆွေတငယ်ချင်းနဲ့လည်းပတ်သက်ပြီးတော့ relationship တွေလည်းဖြစ်နိုင်ခြင်းများပါတယ်ဟုတ်ပြီအဲ့တော့အဲ့ relationship တွေမှာဘာတွေကအရေးကြီးတာလဲကိုယ့်ကိုချစ်ဖို့လားကိုယ့်အမြင်နဲ့အဲ့လူတယောက်ကချစ်တယ်လို့ပြောနေဖို့အရေးကြီးတာလားဒါမှမဟုတ်ဘူးကိုလိုချင်တာကို surprise တွေအမြဲတမ်းတိုက်ပြီးတော့လှုပ်ပေးနေဖို့ကအရေးကြီးတာလားတကယ်တော့အချစ်ဆိုတဲ့အရာတစ်ခုကိုမိဒီနေပွင့်လင်းမြင်သာတဲ့အကြောင်းအရာလေးတစ်ခုနဲ့နေရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့တူကြည့်လိုက်ကြရအောင်နော်အတိကလူတစ်ယောက်ကချစ်တယ်ဆိုတဲ့ဟာကလူတိုင်းပြောလို့ရတယ်ကျမတို့ချစ်တယ်ဆိုတဲ့နောက်ွယ်မှာအားလုံးကစေတနာရှိဖို့အရန်အရေးကြီးတယ်ဘာကြောင့်ဒီစကားကိုကျမပြောတာလဲဆိုရင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ချစ်တယ်ဆိုတဲ့အရာတခုကိုလူတိုင်းပြောလို့ရတယ်လူတိုင်းစေတနာထားဖို့တွေ့တကားတော့မဖြစ်နိုင်ရဘူးချစ်တော့ချစ်တယ်ကိုအတ္တကိုရှေ့တန်းတင်ပြီးတော့ဒီလူတယောက်ကိုချစ်ပေးတယ်ဆိုရင်အချစ်ခံရတဲ့လူကတော့ဘယ်လိုစိတ်ပြိုးဖြစ်မလဲမပူလောင်ဘူးလားလူတယောက်ကိုချစ်ဖို့မချစ်ဖို့ထက်စေတနာကိုပုံမှာရှိမရှိဆိုတဲ့အရာတခုကိုကျမတို့လူတယောက်ကိုစကားပြောရင်းနဲ့လေ့လာလို့ရတယ်ကျမတို့အထော်တွေကျမတို့အမေတွေเนาะကျမတို့မိတ်ဆွေတငယ်ချင်းတွေအပေါင်းအသင်းမှာလေကိုယ့်ပုံမှာစေတနာရှိလားဆိုတဲ့အရာတခုကိုကျမတို့သူတို့နဲ့စကားပြောမယ်သူတို့ရဲ့အပြုအမူလေးတွေကိုကြည့်ပြီးတော့ကျမတို့ဆုံးဖြတ်ချက်ချလို့ရပါတယ်ဒါပေမဲ့ကိုယ့်ရဲ့မသိစိတ်ကိုင်ပြီးတော့လူတယောက်ကိုချစ်နေပြီဆိုရင်တော့သူဆိုးတာကောင်းတာကိုတိတ်ပြီးတော့ခေါင်းထဲမှာမမြင်တော့ဘူးကိုကသူ့ကိုချစ်နေရတဲ့တင်သူ့ကိုအပြစ်မမြင်တော့ဘူးဆိုတဲ့ပုံစံ level ကတက်ကိုရှိတယ်ယောက်ျားလေးတော်တော်များများကမိန်းကလေးတွေကိုစပြီးတော့ကြည့်ရဲဆိုရင်ချောတယ်လှတယ်ကြီးကြတယ်ဒါမှမဟုတ်ဒီမိန်းကလေးကအရန်ကိုစက်တည်ရှိတယ်ဒါမှမဟုတ်ဘူးဒီမိန်းကလေးကအရန်ကိုထက်မြက်တဲ့မိန်းကလေးမျိုးဖြစ်တယ်ဆိုပြီးတော့ဒီလိုမျိုးအပေါ်ယံသုံးသက်ချက်နဲ့ချစ်ကြကြိုက်ကြတဲ့သူတွေရှိကြသလိုတကယ်တမ်းလေးလေးနက်နက်နဲ့ဒီ main ကလေးရဲ့အပြစ်အနာစာကိုလည်းမမြင်မဲနဲ့ချစ်တဲ့ကြိုက်တဲ့သူတွေလည်းအများကြီးရှိတယ်ဘယ်လို relationship ဘယ်လိုပုံစံမျိုးမှာပဲဖြစ်နေပါစေအဓိကကျမတို့ပေါ်ကိုစေတနာထားဖို့ဆိုတာအဓိကလိုအပ်တယ်main ကလေးတိုင်းမှာပေါ့နော်မိခင်နဲ့တူတဲ့ main ကလေးမျိုးလည်းရှိကြသလိုနော်ကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ရဲ့အမတယောက်လိုမျိုးတူတဲ့မျိုးသမီးတော်တော်များများလေးရှိကြပါတယ်ဒါပေမဲ့တော်တော်များများအမျိုးသမီးအများစုကတော့မိခင်နဲ့တူတဲ့အမျိုးသမီးအများစုဖြစ်နိုင်တယ်ပေါ့နော်ဒါနဲ့အကုန်လုံးကိုတော့ကျွန်မမဆိုလိုပါဘူးရှင်ဘာလို့လဲဆိုတော့တချို့မိန်းကလေးတွေကဒီကောင်လေးစီကဘာရမလဲသူစီကဘာရမလဲဒီကောင်မလေးစီကဘာရမှာလဲဆိုတော့ညှော်လင်းချက်တွေနဲ့ချစ်ကြတဲ့သူတွေအချစ်ကိုအယောင်ဆိုးတတ်တဲ့သူတွေလည်းရှိကြပါတယ်နောက်ဆုံးကျတော့အချစ်ဆိုတာကအချစ်ဆိုတဲ့အရာကအမြဲတမ်းချစ်နေဖို့အတွက်ကိုယ့်ပေါ်မှာစေတနာရှိဖို့ဆိုတဲ့အရာတစ်ခုကအရန်ကိုအရေးကြီးပါတယ်ယောက်ျားလေးပဲဖြစ်ပါစေမိန်းကလေးပဲဖြစ်ပါစေ relationship တစ်ခုမှာကိုယ့်ပေါ်မှာစေတနာရှိမှသူကကိုယ်ဘာလိုအပ်လဲဆိုတဲ့အရာတစ်ခုကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်ပေါ့နော်နောက်ဆုံးလူတွေအကုန်လုံးကကိုယ့်ပေါ်မှာမေတ္တာထားပေးနိုင်တဲ့သူကိုပဲရွေးချယ်ကြတာဖြစ်ပါတယ်အချစ်ကိုလူတွေကဘယ်လိုခေါ်ပြကြလဲငွေကြီးပြည့်စုံတာလားဒါမှမဟုတ်အလုပ်ကိုင်ပြည့်စုံနေတာလားချမ်းသာကြွယ်ဝမှုပြည့်စုံနေတာလားအဲ့လိုပြည့်စုံခြင်းနဲ့အချစ်ကိုဖော်ပြပြီးတော့ငါကသူ့ပေါ်မှာစေတနာရှိပါတယ်လို့တော့ပြောလို့မရအောင်ချမ်းသာတိုင်းလည်းကျမတို့ပေါ်မှာစေတနာရှိမှာမဟုတ်ဘူးလေပြည့်စုံတိုင်းလည်းအဲ့ဒီအရာတစ်ခုကကျမတို့အတွက်ဖြစ်ချင်မှလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်စကားလေးနည်းနည်းတော့ရှုပ်မယ်နော်ကိုလိုအပ်နေတာကိုဖြည့်ဆည်းပေးနေတဲ့သူကိုလိုချင်တာကိုဖြည့်ဆည်းပေးနေတဲ့သူအဲ့နှစ်ခုတော့မှမတူညီဘူးနော်ဘယ်အရာကပို့ပြီးတော့လေးလေးနက်နက်ဖြစ်မလဲနည်းနည်းလေးမျိုးဆွေစဉ်းစားကြည့်နော်လိုအပ်မှဖြည့်ဆည်းပေးတဲ့လူလိုချင်တာရှိမှဖြည့်ဆည်းပေးတဲ့သူမတူဘူးစေတနာဆိုတဲ့အရာကလေးမရှိရှိတဲ့ကြားတဲ့ကဖြည့်ဆည်းပေးတာမျိုးဝင်ငွေတွေအများကြီးရှိနေပြီးတော့ဘာမှမဖြည့်ဆည်းပေးတဲ့သူနဲ့ကျမကမလုပ်တတ်ပါဘူးဒါမျိုးတွေလည်းမလိုတတ်ပါဘူးဆိုတာအလကားပြောတာဒီလားအလကားပြောတာ
တကယ်တမ်းချစ်နေတဲ့သူတယောက်ကလေသူ့မှာမရှိတာလေးနဲ့ဒီလူတယောက်ကိုဘာဖြည့်ဆည်းပေးလို့ရနိုင်မလဲဆိုတဲ့အရာတခုအမြဲတမ်းဖြည့်ဆည်းပေးမှာနောက်ဆုံးကွာဟိုဟင်းလေးတစ်ခွက်လေးရှိနေရင်တောင်မှသူကဒီဟင်းလေးကိုကြိုက်တတ်တယ်ဆိုပြီးတော့ကိုသူ့တော်မစားရမတောက်ရပဲနဲ့ဒီဟင်းလေးတစ်ပွဲကိုသူ့အတွက်ဖယ်ထားပေးတာမျိုးသူကဒီလိုပုံစံမျိုးလေးဆိုဝတ်တတ်တယ်ငါမှတော့ပတ်စံတော့မရှိသေးဘူးလာကုန်ကြရင်ငါစားထုတ်တဲ့ခါကျရင်ငါသူ့အတွက်ဒါမျိုးလေးငါဝယ်ပေးမယ်ဒါကစေတနာရှိတာတစ်ဖက်ကမတောင်းဆိုပဲနဲ့ပေးတာစပွန်ဆာပေးတာမဟုတ်ဘူးနော်ကျမတို့ပြောချင်တဲ့အဓိပ္ပာယ်ကချစ်ရှင်ချစ်တယ်ဒါပေမဲ့အဲ့ချစ်တယ်ဆိုတဲ့အနောက်မှာလူတယောက်ကိုစိတ်ချမ်းသာအောင်ဘယ်လောက်ထိထားနိုင်တယ်လဲလူတယောက်ပေါ်မှာဘယ်လောက်အတောင်စေတနာရှိလဲဆိုတဲ့အရာတွေကိုပေါ်ပြပေးနိုင်မှာအချစ်စစ်ဆိုတာဖြစ်လာမှာချစ်တာချင်းလူတိုင်းကချစ်တယ်နေငါအရန်ချစ်တယ်ငါအသက်လောက်ကြီးချစ်တယ်အရန်ချစ်ပါတယ်နေမရှိရင်ငါဘွားကြီးပြိုလဲသွားနိုင်ပါတယ်အဲ့လိုလူမျိုးတွေကပါဇက်နဲ့လေးကျနေပြီးတော့လူလေးရှိတယ်မခါရအဲ့ကောင်မလေးပဲဖြစ်ကောင်လေးပဲဖြစ်တခုယောဂဖြစ်နေတော့မှပလစ်သွားတဲ့လူမျိုးတွေတပုံကြီးအဲ့တော့ကျမတို့ကအချစ်နေဖို့ထက်စေတနာရှိနေဖို့ဆိုတဲ့အရာတခုအရန်ကိုအရေးကြီးတယ်စေတနာရှိနေဖို့လည်းအရန်လိုအပ်တယ်ဆိုတာဒါကိုပြောတာတကယ်တော့လူတွေကချစ်နေရင်ဘာမဆိုဖြည့်ဆည်းပေးနိုင်တယ်လို့သူတို့စိတ်ထဲမှာထင်ကြတယ်ချစ်နေတာထက်စေတနာမေတ္တာရှိဖို့ကမေတ္တာတရားထားနိုင်ဖို့ကပို့ပြီးတော့အရေးကြီးတယ်ဒီလူတယောက်ကိုချစ်တယ်ကြိုက်တယ်သူ့မှာကိုနဲ့ match ဖြစ်နိုင်တဲ့အကြောင်းအရာရှိလို့ကိုရဲ့လက်တွဲဖော်ဖြစ်လို့ချစ်နိုင်ကြိုက်နိုင်နေဆိုတဲ့အရာတကူကဖြစ်နိုင်တယ်လို့ဒီလူတယောက်ရဲ့ pain point တွေပေါ်လာတဲ့အခါကျရင်ဒီလူတယောက်ကကိုကြိုက်နေတော့အကောင်းဘက်ကတိတခုခုချိုးရင်းသွားတဲ့အခါမျိုးမှာလက်မတွဲနိုင်တဲ့မိန်းမမျိုးယောက်ျားမျိုးကျမတို့အများကြီးတွေ့ဘူးတယ်ကျမတို့ပတ်ဝန်းကျင်တွေမှာလည်းကလေးတွေနဲ့ထားသွားခံရတဲ့တွေလည်းအများကြီးတွေ့ဘူးတယ်အဲ့ဒါဘာကြောင့်လဲဘာဖြစ်လို့လဲဆိုတာချစ်တာတော့တို့တစ်ချိန်လုံးကတော့တို့ချစ်တယ်လို့တော့ပြောခဲ့ကြမှာပဲလေမချစ်ဘဲနဲ့ယူတဲ့သူဆိုတာ personality နည်းပဲရှိရစေတနာမရှိတော့လို့တေးချတာကစေတနာမရှိတော့လို့နောက်တစ်ခုပါလေ relationship တစ်ခုမှာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နှစ်ယောက်စလုံးကလေသူဘာလိုအပ်လဲကိုဘာလိုအပ်လဲဆိုတာကိုတိချာသိနိုင်ဖို့ကအရင်ရေးကြည့်တယ်သူကဘာဖြစ်နေမှန်းမသိဘူးတခါလေကြာရင်ရှိတယ်သူဘာလို့စိတ်ကောက်နေမှန်းမသိဘူးအားနေစိတ်ကြီးပဲကောက်နေတာပဲတချို့ main ကလေးတွေတော်တော်များများလည်းဘာမှမသိဘဲနဲ့စိတ်ကောက်တတ်တဲ့လူတွေလည်းရှိကြတယ်သူတို့ကြတော့အဲ့လိုမျိုးမဟုတ်ဘူးအရာရာကိုဖြည့်ဆည်းပေးနေပြီးတော့တခါလေကြာရင် minus စိတ်ကုန်သွားတတ်တဲ့အရာအခြေအနေလေးလည်းရှိအဲ့လိုအခြေအနေမျိုးကြာရင်ကိုရီးယားဘယ်လိုအခြေအနေမျိုးမှာ relationship တခုအရန်ကိုအဆင်ပြေနေဖို့ဆိုတာတယောက်ကဘာဖြစ်ချင်လဲတယောက်ကသိရမယ်တယောက်ကမကြိုက်တဲ့အရာတခုတယောက်ကမလုပ်အောင်အဲ့လိုမျိုးဆိုမှတယောက်နဲ့တယောက်ကအဆင်ပြေတဲ့ relationship တခုဖြစ်လာမှာပေါ့နော်ဒီငါနင်းကိုချစ်တယ်လို့ရီစားစကားပြောပွဲချစ်တာကိုလည်းပြတ်တဖို့လိုအပ်သေးတယ်ဗစက်ကလည်းချစ်တယ်ဆိုတဲ့အကြောင်းအရာကိုလည်းအမြင်မပြတ်ပြောနေဖို့ရှိတချို့အိမ်အောင်ကြားပြီးသားသူတွေရှိချစ်တယ်ဆိုတဲ့အကြောင်းအရာကိုကလေးတွေထွက်လာလို့မပြောတော့ဘူးလူကြီးတွေရှိလို့မပြောတတ်တော့ဘူးအိမ်အောင်တက်တန်းကြာသွားလို့မပြောတော့ဘူးဆိုတော့ live မှာချစ်တယ်ဆိုတဲ့အရာတခုပေါ့အဲ့မိန်းမဆိုတဲ့အရာတခုမှာပေါ့နော် main ကလေးဆိုတဲ့အရာတခုဆိုတဲ့သဘောတဘာဝတာပေါ့နော် main ကလေးမိန်းမငယ်မိန်းမကြီးဆိုတဲ့ live တခုမှာအသက်60ကျော်80ကျော်အဖွားကြီးတောင်မှချစ်တယ်ဆိုတဲ့အရာတခုကိုသူတို့လိုချင်ကြတယ်ကြားချင်ကြတယ်အဲ့တော့သူတို့ထငယ်တဲ့ level မှာ30ကျော်40ကျော်သမားကြီးလေဒီချစ်တယ်ဆိုတဲ့အရာတခုကိုကိုချစ်သူကိုခင်မှုစီရမယ်ကြားချင်ကြတယ်သူတွေပြီးလူတွေအကုန်လုံးကတယောက်နဲ့တယောက်ကစိတ်ထားခြင်းနေရတယောက်နဲ့တယောက်မတူကြဘူးဆိုပေမဲ့လေတယောက်နဲ့တယောက်သူကဘလို့လေးရှိတယ်ဘလို့ရှိတယ်ဆိုတဲ့ဟာတယောက်နဲ့တယောက်နားလည်မှုပေးပြီးတော့ချစ်ကြကြိုက်ကြတဲ့ဟာ relation ကပို့ပြီးတော့အဆင်ပြေတဲ့ relationship ဖြစ်မယ်လို့မြင်ယုံကြည်ရပေါ့နော်အမအချစ်ဆိုတဲ့အရာတခုရဲ့အဓိပ္ပာယ်ကစေတနာထားမယ်သူဘာလို့အဲ့လဲကိုဘာလို့အဲ့လဲအပြန်အလှန်နားလည်မှုနှွေးထွေးမှုကျင်နာမှုရှိမှ relationship တခုဆိုတဲ့အရာတခုကတည်မြဲမယ်ခိုင်မြဲမယ်ပေါ့နော်ဘာမှမလုပ်ဘူးငါဘက်ကချစ်နေတာပဲငါဘာမှမလုပ်ပါဘူးငါသစ္စာရှိနေတာပဲငါသူ့ပုံမှာဘလို့မှဖောက်ပြန်တာငါလုပ်နေတဲ့အရာတခုကိုငါယုံကြည်မှုရှိနေတယ်ဆိုတဲ့ဟာမျိုးဆိုရင်တစ်ဖက်သူကကောဖောက်ပြန်နေလို့လားတစ်ဖက်သူကရောဘယ်လိုပုံစံဖြစ်နေလို့လဲလူတိုင်းမှာပေါ့နော် relationship တိုင်းမှာနားလည်မှုဆိုတဲ့အရာတခုနဲ့စေတနာရှိဖို့ဆိုတဲ့အရာတခုကအရန်ကိုအရေးကြီးပါတယ်ဒီနေ့ပြောပြပေးသွားတာကတော့မောင်လေးတွေဒီမလေးတွေအကိုတို့အမားတို့အတွက်တခုခုအကျိုးရှိမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်